အင်္ဂါလေးနဲ့အကြောင်းပိုင်းအမြဲတမ်းဖားမှာတော့အင်းနှမ်းထူကောနှမ်းထူမိုးချွတ်ပဲဖြစ်ပါတယ်အင်းလေးဒေသကရွာတွေကအမြဲတမ်းရေစင်တဲ့ရွာမဟုတ်ပဲနဲ့ရေထဲမှာရှိတဲ့ရွာနဲ့ကုန်းရွာနဲ့ရှိပါတယ်။ကုန်းပေါ်နေနေရေပေါ်နေနေအင်းလေးဒေသမှာနာမည်ကြီးတဲ့အဖားဖာကတော့နှမ်းထူမိုးချွတ်ပဲဖြစ်ပါတယ်။နှမ်းထူမိုးချွတ်ဆိုတာကလေနှမ်းထူဆိုတဲ့အတိုင်းပဲနှမ်းကိုအဓိကအသုံးပြုပြီးတော့ပပလေးလုပ်ပြီးတော့မီးအေးနဲ့ကျွတ်အောင်ဖုတ်ထားတဲ့ဒီတရေပါတစ်မျိုးပေါ့နော်။သူ့ရဲ့ထူးခြားချက်တွေကတော့နှမ်းနဲ့မွမွေလေးရှိရဲကျွတ်ကျွတ်လေးရှိရဲတချို့ကလည်းဘယ်လိုပြောမလဲတချို့ကလည်းမုံကျွတ်ကိုပေါ့နော်ပြန်ပြီးတော့ကြော်ဖားကင်ဖားကြတယ်ပြီးတော့တုတ်ဖားကြတယ်ပေါ့နော်အင်ဖာတို့အိမ်ကိုအလဲသွားရင်တော့အဲဝတ်ကြတဲ့အင်ဖာတို့ကနှမ်းထူမုံကျွတ်လေးနဲ့ရေနေချမ်းလေးကတော့မပါမဖြစ်အိတ်ခံကြတယ်ဘာပဲဖာလဲဒီနှမ်းထူမုံကျွတ်နဲ့တွဲပြီးတော့ဖားကြတယ်ပေါ့နော်အများအပြားကတော့နှမ်းဖြူနှမ်းမဲ့ထန်းညက်ပေါ့နော်တကြားအဲ့လိုဖန်မုံတွေကောက်ချေမုံတွေနဲ့ပြုလုပ်ကြတယ်ဒီကမုံနှစ်ဖက်တာတော့မမီခဲ့ဘူးပေါ့နော်ဒီမုံကျွတ်လုံနေရလေးပဲမိခဲ့တာအိမ်နှင်းမှုရိုးရာမုံလုပ်ငန်းလေးပေါ့နော်တွင်ကြကြီးမမတွေမဟုတ်ပဲနဲ့အိမ်မှာတနိုင်တစ်ပိုင်းလေးလုပ်ကြတာပါဒီနေ့တော့တီနောက်တစ်ခုတီးခဲ့တာကဒီနှမ်းထူမုံကျွတ်အပြင်မုံကျွတ်ပြဲဆိုပြီးတော့တီးခဲ့တယ်ပေါ့နော်သူကတော့အပြောနှမ်းနေအများကြီးမထည့်ပဲနဲ့အပျော်လေးပါနှမ်းထူမုံကျွတ်ကိုတော့အချက်ပြားလေးလှုပ်ပြီးတော့နေလန်းထားတယ်ဒါကနေလန်းပြီးတော့ခြောက်သွားတာလေးကိုသူပြန်ပြီးတော့သိမ့်နေတာပေါ့နော်ဒီမိုးချွတ်ပြဲကိုတော့အဓိကတကြားလေးနဲ့တို့ပြီးတော့ဖားကြတယ်ပူပူလေးဖွင့်တော့ပူဖားကောင်းတယ်ပေါ့နော်တချို့ကလည်းကော်ဖီတို့ရေနွေးချမ်းတို့နဲ့ဖားကြတယ်တချို့ကတော့ကြက်သွန်နီလေးနဲ့တုတ်ဖားတယ်လို့တော့ပြောတယ်ပေါ့နော်တောင်ကြီးအင်းလေးဘက်ကိုရောက်ရင်တော့အောက်ပြည်သူအောက်ပြည်သားတွေအတွက်နှမ်းထူမိုးချွတ်လေးကိုလက်ဖောင်ဝဲသွားဖို့မမေ့ကြနဲ့နော်